စပါးကိုနားကားသွားအောင်လုပ်ပြီးပရီးမီးယားလိမှာနိုင်ပွဲပြန်လည်ရှာဖွေသွားမလားမန်ယူအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဇင်ဘာနေ့ iBet ခွန်ရှိကိုနဲ့ FIFA Mix Agent ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မန်ယူတော့ဒီဘက်စနေနေ့ကအင်မတန်မှအရေးကြီးတဲ့နေ့လို့ဆိုရမှာပါပဲဘာကြောင့်လဲဆိုတော့သူတို့ရာစပါးအသင်းနဲ့ပရီးမီးယားလိအဝေးကွင်းပွဲစဉ်ကိုရှင်မြိုင်ကစားသွားမှာဖြစ်တဲ့အတွက်ကြောင့်ပါစပါးလို့ပြောလိုက်ရင်မန်ဖန်နေရင်ထဲမှာလိုနေနဲ့ချမ်းသလိုအေးသလိုဖြစ်သွားခဲ့ကြပြီးတော့ကြက်သိမ်းမွင်းချင်းတွေလည်းထားကောင်းထားနေခဲ့ကြမယ်ထင်ပါတယ်ကြက်တုံတန်ကြားကိုလိုနေနဲ့ကြောက်လန့်နေခဲ့ကြတဲ့မန်ယူအသင်းဟာဒီတွဲမှာလည်းသူတို့တွေကြောက်ပါတယ်ဆိုရင်မန်ယူအသင်းနဲ့ပရီးမီးယားလိပွဲစဉ်ကိုရင်ဆိုင်သွားတော့မှာဖြစ်ပါတယ်မန်ယူတို့ဘာကြောင့်စပါးကိုကြောက်နေရလဲဘာကြောင့်ကြက်တုံတန်ကြားလန့်နေကြရလဲဆိုတာကတော့အားလုံးနဲ့သိထားခဲ့ကြပြီဖြစ်သလိုတိတ်ပြီးလဲပြောပြနေကြလို့မှမဟုတ်ပါဘူးဒါကြောင့်လဲစပါးအသင်းနဲ့ပတ်သက်ရင်မန်ယူအသင်းရဲ့ရင်ထဲမှာနာကျင်ကြရရှိထားခဲ့ကြတာဖြစ်ပြီးတော့အဲနာကျင်မှုတွေကိုအခုတစ်ပတ်ကစားမဲ့ပရီးမီးယားလိပွဲစဉ်မှာမန်ယူတို့ခြေပြတ်သွားနိုင်မလားဆိုတာစောင့်ကြည့်သွားမှာပါမန်ယူအသင်းကပရီးမီးယားလိနောက်ဆုံး၄ပွဲသက်ရှုံးဝန်းရှိအောင်ဆွမ်းဆောင်ထားခဲ့ကြပြီးတော့၃ဝင်းနိုင်တပွဲစီရလက်ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်ရာသီစာပိုင်းမှာရလက်တွေကောင်းမွန်တာမျိုးမရှိပေမဲ့အခုနောက်ပိုင်းမှာတော့ပုံစံကောင်းတွေတဖြည်းဖြည်းပြသလာနိုင်ခဲ့တဲ့မန်ယူအသင်းတို့တော့စပါးတင်နဲ့ဆုံတွေ့တာကန်ဆိုးတာလားကန်ကောင်းတာလားဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပြီးတော့မန်ယူအသင်းနေနဲ့ရှုံးကျွေးပြန်ဆက်နိုင်မလားဆိုတာစောင့်ကြည့်သွားမှာပါမန်ယူအသင်းနဲ့စပါးတင်တို့ကပြီးခဲ့တဲ့ရာသီက၄ချိန်ထိဆုံတွေ့ခဲ့ပြီးတော့၄ပွဲစလုံးကိုမန်ယူအသင်းကရှုံးပေးထားခဲ့ရတာဖြစ်ပါတယ်ပရီးမီးယားလိအင်္ဂလိပ်ဝေးကွင်း2ပွဲစလုံးရှုံးပေးခဲ့ရသူကာရာဘောင်းဖလားနဲ့ယူရိုပါလိဗိုလ်လုပွဲတွေမှာလည်းမန်ယူအသင်းဟာစပါးတင်ကိုရှုံးပေးထားခဲ့ရတာဖြစ်ပါတယ်အဲဒီမှာအဆိုးဆုံးကတော့ယူရိုပါလိဗိုလ်လုပွဲမှာအရှုံးပေးခဲ့ရတဲ့ရှုံးပွဲကနာကျင်စရာအကောင်းဆုံးပွဲစဉ်ဖြစ်ခဲ့ပြီးတော့မန်ယူအသင်းကလည်းဖလားလက်မဲ့ဖြစ်သွားစေခဲ့တယ်လို့မန်ယူဖန်တွေအတွက်လည်းယူရိုပါလိဖလားယူပြီးတော့ချန်ပီယံလိပြိုင်ပွဲဝင်ခွင့်ရအောင်ယူပြသွားမယ်ဆိုပြီးကြွားထားခဲ့တဲ့များတွေကတဲတဲ့ရေသွန်းလို့ဖြစ်သွားခဲ့ပါတယ်ဒီအားဒီမန်ယူတို့ဥရောပပြိုင်ပွဲဝင်ခွင့်မရတဲ့အဓိကတရားခံကစပါးတင်လို့ဆိုရမှာဖြစ်ပြီးတော့စပါးတင်ကတော့မန်ယူအသင်းကိုနိုင်ပြီးဝေးကွာနဲ့စူပလာအောင်မြင်မှုလည်းရရှိသွားခဲ့ကြသူချန်ပီယံလိပြိုင်ပွဲမှာလည်းဝင်ရောက်ရှင်ပြိုင်နေခဲ့တာဖြစ်ပါတယ်အတိတ်မှာအလိုဖြစ်ပျက်လေးရှိထားခဲ့ကြတဲ့အတွက်လည်းဒီဘက်ကစားမဲ့စပါးနဲ့မန်ယူအသင်းရဲ့ပွဲစဉ်ဟာအကျိတ်နဲ့ရှိလောက်မဲ့ပွဲစဉ်တစ်ပွဲဖြစ်နေမြင်တွေ့သွားဖို့ရှိနေပါတယ်မန်ယူအသင်းတောင်မတိုင်းစစ်စားမဖြစ်တဲ့အာမတ်ဒီယာလိုကတော့စပါးတင်နဲ့ပွဲစဉ်မတိုင်ခင်ရှေ့လာမဲ့ပွဲစဉ်တွေအားလုံးကိုဘိုလူပွဲလို့သဘောထားပြီးကစားသွားမယ်ဆိုပြီးတော့ဂျိုတင်သတိပေးသွားခဲ့ပါတယ်ငါးပွဲစတိုက်ရှုံးမရှိရလက်ရယူဖို့စပါးကွင်းမှာသွားပြီးတော့ကစားမဲ့မန်ယူအသင်းဟာလက်လောယုံကြည်မှုတွေမြင့်တက်နေပြီးတော့ Forest ကိုလည်းနောက်ကနေတေးရလက်ရအောင်ကစားပြထားခဲ့တာပါစပါးတင်နဲ့ပွဲစဉ်မတိုင်ခင်မှာအာမတ်ဒီယာလိုကကျွန်တော်ကယုံကြည်မှုပြည့်ဖြစ်နေပါပြီနီးပြကိုလည်းယုံကြည်သူအသင်းသွားတဲ့စနစ်ကိုလည်းယုံကြည်ပါတယ်ကစားမတိုင်းအောင်စမ်းမှုအပြည့်ရှိနေခဲ့ကြပြီးတော့ကျွန်တော်၃ပွဲစတိုက်အနိုင်ရခဲ့တယ်လို့၄ပွဲဆက်အနိုင်ရဖို့လည်းကြိုးစားခဲ့ကြပါသေးတယ်ကျွန်တော်ကံမကောင်းခဲ့ကြပါဘူးကျွန်တော်အခုတစ်စင်ချင်းထိသွားနေကြပါတယ်လာမယ့်ပွဲတိုင်း final လို့သဘောထားပြီးတော့ကစားသွားမှာပါအသင်းကိုထိပ်တန်းဆင်းပို့ဖို့ကျွန်တော်ဆန္ဒရှိနေပါတယ်ဆိုပြီးတော့ပြောသွားခဲ့ပါတယ်စပါးတင်တော့လက်ရှိပရီးမီးယားလိမှတ်ပေးစရာမှာမန်ယူအသင်းအထက်မှာရပ်တည်နေကြတာဖြစ်ပြီးအမတ်ကွာမှုရှိမဲ့ဂိုးကွာခြားချက်ရှိနေတဲ့အတွက်ကြောင့်ဂျပန်ယူကမန်ယူနဲ့ချဲဆီလိုအသင်းတွေအထက်မှာရပ်တည်နေတာဖြစ်ပါတယ်စပါးတင်နဲ့မန်ယူအသင်းတို့အခုတစ်ပတ်စနေနေ့ည9:00နာရီမှာရှင်မိုင်ကစားသွားမှာဖြစ်ပြီးပရီးမီးယားလိနောက်ဆုံးပွဲမှာချဲဆီကိုရှုံးထားခဲ့တဲ့စပါးတင်ဟာချန်ပီယံလိပြိုင်ပွဲမှာတော့ကိုပေကွန်၄ဂိုးပြနဲ့နိုင်ပြီးတော့ရလက်ကောင်းတွေရှာဖွေထားခဲ့ကြပဲဖြစ်ပါတယ်